Hello，来给大家看一下这个天然的红蓝多宝，红蓝多宝很好看的啊，它这花红宝石，红蓝多宝的话有很多颜色啊，它这是紫蓝宝，不是水晶哦，是紫蓝宝，很好看哦这一盒，它这是五角形的，色彩也是挺好的，通透感十足的。很好看的，可以做项链或者是那种手链也是可以的啊，很好看的。来，这个的话，它这个价格1500人民币，它这个价格是1500人民币哦。然后呢，全部的话，全部有17克拉多的啊，如果喜欢的可以私信的啊，谢谢大家。Hello，အားလုံးပဲမင်္ဂလာပါရှင်။ဒါလေးကျတော့အမာရောင်စုံလေးပေါ့နော်။ဒါလေးကျတော့ဘယ်လိုပြောလဲ9000လေးပေါ့နော်။ရန်လာပါတယ်ရှင်။တွေ့ကလေးရလဲအစမ်းလေးပေါ့နော်။ရန်လာတယ်ရှင်။ဒါလေး19ကလလေးရှိပါတယ်ရှင်။ဒါလေးဈေးလေးကကျတော့ဒီတင်းလေးပါပဲရှင်။အကုန်လုံးခုနပွင့်နော်။6ပွင့်အကုန်လုံး6ပွင့်ရှိပါတယ်ရှင်။ခုနပွင့်တော့ဖြစ်ကုန်အကုန်လုံး6ပွင့်ရှိပါတယ်။ဈေးလေးကကျတော့လေးတင်းလေးပါပဲရှင်။ကြိုက်လို့ရှိရင်စီမလာခဲ့ပေးပါ။ရန်လာနော်။ဒါလေးကမာရောင်စုံလေးပေါ့နော်။ကျေးဇူးပါ